Hello အားလုံးမင်္ဂလာပါအဖေစီကောင်ရောက်နေရမယ်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့အရန်ကို skin ကြီးကပြတ်စီပြီးတော့မဲတူနေလို့ပါပထမဦးဆုံးချောင်းသားမှာတောင်းကျန်းတယ်ပြီးတော့မန်းလေးတက်သွားတယ်ပြန်လာတော့အရာတိုင်းလေးမျက်နှာကိုသွားတယ်ဆက်လေးတွေစီးလိုက်တဲ့အချိန်မှာတအောင်မဲနေတယ်ဒါပေမဲ့မနေ့ကကြာ skin care ကျွန်တော်ရဲ့ဖို့ရှိရအခါကျတော့ skin care ဖြစ်တော့ skin လေးကောင်းနေဖို့လိုတယ်ပေါ့နော်အရင်ဆုံးကိုယ့်ရဲ့ original skin လေးပြန်ရအောင်လို့အပေမှာမျက်နှာလာလောက်တာပါဒီ treatment လေးရတယ်ရန်တူကြရတယ်နော်ဒါကတော့ဒီတိုင်းပဲဘာမှမဟုတ်ဘူးကျွန်မပြန်မဝလာဘူးဆိုတဲ့အကြောင်းလေးကိုပြတာပေါ့နော်ဝိတ်ကထက်ချစရာမလိုတော့ဘူးဆိုကျွန်မပြန်မဝလာတော့ပါဘူးကျွန်မအကုန်စားနေပါတယ်အဲ့ဒါလေးကိုအရင်ဆုံးကြည့်ပါပြီးရင်10မိနစ်ဆေးလိမ့်ပြီးတော့ပြန်ကြည့်ပေးပါဘာစေးဘာလို့ဒီပြပါမိတ်ကနေနာပြောပါအီတလီချူလီရဲ့ဂျာမနီပဲပြောနေတာဒါစပိန်ချူလီရဲ့ဂျာမနီတကယ်တော့အီတလီဟောလုံးတင်းနေတာနဲ့အီတလီမိတ်ဒီဘောင်မြေပြောင်အများကြီးသွားလိုက်နေရှေးလေးပြောင်းဟုတ်တားကြီးမညီရရောဒီအစီစီလေးတွေအများကြီးပဲရမ်းလာနေပါပြီဟုတ်သွားတော့ချက်ချင်းပဲဆက်ပြီးရပါကဲပြီးသွားပါပြီချက်ချင်း skin ကလေ2တုံးလောက်တက်သွားတာနော်ကြည်ပြီးတော့လေမညီမညာတွေလည်းအကုန်လုံးပြည်သွားသူမနေ့ပြန်လောက်ဆိုရင်ချွေးပေါက်တွေအကုန်လုံးကျင်းသွားပြီးတော့နော်ဒီနားမှာဆိုဒါခုနကဆိုဆက်နေနော်ဆွဲပြီးတော့စုပ်ထားဆိုနည်းနည်းလေးရဲနေရတယ်အကုန်လုံးနေ့ပြန်ကြာရင်အကုန်လုံးအယောင်ကျချက်ကက်နေ့ပြန်လာခဲ့မယ်Hello အားလုံးပဲမင်္ဂလာပါမနေ့တုန်းကတော့အီတလီဆေးလေးလိမ့်ပြီးသွားတဲ့ကာလမှာကျမရဲ့မျက်နှာလေးကအရင်ဟို skin တုံး2တုံးလောက်တက်သွားတယ်ပေါ့နော်တက်ပြီးတော့ကြည်လင်ဝင်းပါသွားပါရဲ့ရှင်အဲ့လေးကိုပြခြင်းလို့လာကြတာသူကတော့တဲ့10ရက်တစ်ချိန်လောက်လုပ်ပြီးရင်အရန်ကောင်းတယ်ဆိုလို့ဂျူလီကတော့10ရက်တစ်ခါနဲ့တစ်လပေါ့နော်3ချိန်ပြည့်အောင်လုပ်လိုက်ပါအောင်မေရှင်အပေးစိတ်ကကျေးဇူးအများကြီးတင်ပါတယ်